ကဗျာလေးတစ်ပုဒ်လောက်ရွတ်ပြချင်ပါတယ်ကဗျာလေးရဲ့ခေါင်းစဉ်ကိုတော့မယုံရတဲ့ပြဿနာလို့ခေါင်းစဉ်ပေးထားပါတယ်မယုံရတဲ့ပြဿနာမြေကြီးလည်းမယုံရဘူးကောင်းကင်လည်းမယုံရဘူးလှုပ်ခြင်းတလို့ထလှုပ်ပြီးရွာခြင်းတလို့ရွာငါတို့အညာခံနေရတာများပြီယုံကြည်ရတဲ့သူပါရှားလာဘရူထတ်တွေများလာဘယ်သူဝိယုံအောင်မှာဓာဟာတဆက်တုံနေမလဲအစိဖြုံးကလေးကိုအပင်ဖြစ်မယ်လို့ယုံကြည်မျှော်လင့်ခဲ့အချစ်ကြီးတဲ့ကောင်တွေမို့ရန်သူကိုမျက်နှာချင်းတက်ဆိုင်တယ်မိတ်ဆွေတွေရဲ့ဓာကိုငါတို့ကြောက်ရကောင်းမှမသိငါတို့ယုံခဲ့နှုံခဲ့ကြတာရိုးရိုးရှင်းရှင်းချစ်စရာကြီးကိုယ့်လူတွေကမှမယုံရရင်ကဘာကြီးမှာငါတို့ဘာကိုယုံရတော့မလဲမယုံရင်မကြည်တော့ဘူးမလားဘယ်မှာကြည်တော့မလဲစိတ်တွေဘယ်မှာညီတော့မလဲအတန်တွေရန်သူဟာအေးရေးဝါတော့မယ်မယုံရတဲ့စရင်မှာရန်သူအမိပဲရှိရမှာမလားမိတ်ဆွေတွေဟာမယုံရဘူးဆိုရင်ဒီတစ္ဆပေါက်ကိုရန်သူထက်ဆိုးတဲ့အဓိကရန်သူလို့တစိတ်ကပ်ရမှာပဲယုံထားလိုက်ပြီးမှအလိန်ခံရလို့ကွမ်းတရားကြည်တောင်းနဲ့အားလျှော့ချပြီးအသေးခံသွားတဲ့မျက်ဝီတွေအများကြီးကိုလေးလွင်ရဲ့တချင်းတွေကလို့ဒီမှာရှာပါမျက်ရည်တွေလည်းခန်းတော့မယ်မျက်ရည်တွေလည်းခန်းတော့မယ်ကွယ်တော်ပါတော့နာလို့ပါဗျာကျွန်တော်တို့နာလို့ပါဒီတစ်ခါတကယ်တောင်းပန်ပါတယ်ရန်သူကိုတောင်းပန်နေတာမဟုတ်ဘူးမိတ်ဆွေကောင်တွေကိုတောင်းပန်နေရတာပါမတည်ခင်ကြုံရအောင်မယ်ဆိုရင်ပေါ့ယုံကြည်စရာကောင်းလိုက်တာဆိုတဲ့ဇာရိတ်တာရှားပဲလေးနဲ့ဒီအခင်းအကျင်းကိုတဝိုင်းလုံးအမှောက်ဒေါင်းပစ်လိုက်ခြင်းနဲ့တင်သူပါကျွန်တော်ရဲ့မယုံရတဲ့ပြဿနာဆိုတဲ့ကြပြလေးကိုအဆုံးထိနားဆင်ခံစားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ